အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Nash ပါဒီနေ့မှာတော့ကျွန်တော်ကို weather report အကြောင်းလာမေးထားလို့ weather report အကြောင်းပြောပြမှာဖြစ်ပါတယ်ဆိုတော့စကားများမနေပဲစလိုက်ကြအောင် weather report ရဲ့တကယ်နာမည်ကတော့ Domenic Pucci ဖြစ်ပြီးတော့ Enrico Pucci ဒါမှမဟုတ်ကျွန်တော်တို့ Father Pucci လို့သိကြတဲ့သူရဲ့အမွှာညီတစ်ယောက်ဖြစ်ပါတယ် Domenic Pucci ဆိုတာသူ့ရဲ့မိဘတွေသူ့ကိုမွေးခဲ့တော့ပေးခဲ့တဲ့နာမည်ဖြစ်ပါတယ်ဒါပေမဲ့ကံကြမ္မာ weather နဲ့ Pucci ကိုရန်သူတွေဖြစ်စေခဲ့ပါတယ်ညီကိုနဲ့မွေးပြီးချင်းမှာပဲ Domenic Pucci ကအခိုးခံလိုက်ရပါတယ်။ပိုးခံရယုံတွေမဟုတ်ပဲသူ့နေရာမှာကလေးသေးလေးကိုလည်းအစားထိုးခဲ့ပါသေးတယ်။အဲဒါကြောင့် Pucci ရော Pucci ရဲ့မိဘတွေရောပါ Domenic Pucci ကိုတည်သွားပြီလို့ပဲထင်ခဲ့ကြပါတယ်။အဲဒါကြောင့် Enrico ကမိဘအရင်းနေရှိမှကြီးပြင်းခဲ့တဲ့ချိန်မှာ Domenic ကတော့ Florida ကသူ့ရဲ့မွေးသားမိဘရဲ့စီမှာသူ့ရဲ့ဘဝအစစ်မှန်ကိုမတည်ဘဲနဲ့ West Blue Marine ဆိုတဲ့သူဖြစ်နေကြီးပြင်းလာခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာအလှည့်ပြောင်းကြောင့် Perla ဆိုတဲ့ကောင်မလေးနဲ့တန်ရုံးစင်တွဲမိသွားပါတယ်။weather ကသူမကိုအရန်ချစ်တယ်လို့သူမကလည်း weather ကိုအရန်ချစ်ပါတယ်ဒါပေမဲ့ဆိုးတာကသူတို့နှစ်ယောက်ကမောင်နှမတွေဖြစ်နေပါတယ်သူတို့ကတော့ဒါကိုမသိကြပါဘူးသူတို့နှစ်ယောက်ကမောင်နှမတွေဖြစ်မှန်းသိတဲ့ Pucci ကဖုန်းတော်ကြီးတစ်ပါးလေးဖြစ်တာကြောင့်လူမှုကျင့်ဝတ်နဲ့မကိုက်ညီတဲ့သူတို့နှစ်ယောက်ရဲ့ relationship ကိုဖျက်တောက်ဖို့အတွက်ကြိုးစားခဲ့ပါတယ် Pucci ကဖုန်းတော်ကြီးတစ်ပါးရဲ့ကျင့်ဝတ်တွေကိုဒီကိစ္စမတိုင်ခင်မပြတ်မကွက်လိုက်နိုင်ခဲ့ပေမဲ့ဒီကိစ္စကိုသူမမဖြေရှင်းရင်ဘယ်သူမှဖြေရှင်းမှာမဟုတ်လို့ရွေးချယ်စရာမရှိခဲ့ပါဘူးအဲဒါဆိုသူ့ညမကို Pucci က weather ကသူ့ရဲ့အကိုဖြစ်ကြောင်းဘာလို့မပြောလိုက်တာလဲလို့တွေးမိကြပါလိမ့်မယ်Pucci အနေနဲ့မပြောခဲ့တာမှာအဓိကအကြောင်းရင်းကတော့သူမကိုစိတ်တရားမပေးချင်ခဲ့တာပါPucci ကသူနဲ့တူတူငယ်စဉ်ကတည်းကကြီးပြင်းလာခဲ့တဲ့သူညီမဖြစ်သူ Perla ရဲ့အကြောင်းကိုမိဘရဲ့ထက်တောင်ပိုပြီးတော့သိပါတယ် Perla ကစိတ်ဓာတ်နူးညံပြီးတော့weatherနဲ့မတွေ့ခင်ဘယ်သူ့မှချီချမ်းဝင်ခဲ့ခြင်းမရှိပါဘူး Perla အနေနဲ့ Pucci ကိုသူ့မှာကောင်းလေးရှိနေပြီလို့ပြောတော့ဆိုရင် Pucci ကသူမရဲ့မျက်ဝန်းနေတဲ့မှာသူတစ်ခါမှမတွေ့ခဲ့ဘူးတဲ့ပျော်ရွှင်မှုတစ်မျိုးကိုမြင်တွေ့လိုက်ရပြီးတော့သူမကထိုးသူကိုဘယ်လောက်ချစ်လဲဆိုတာကိုပါသိလိုက်ရတာမလို့ပြောလိုက်လို့ရှိရင်စိတ်တရားလွယ်ပြီးဘာမှမပေးနိုင်တာကိုသိလိုက်ရလို့ပါသူမဒါအမှန်တရားကိုတီးသွားလို့ရှိရင် trauma ကြီးစားရပြီးနောက်ဆုံးကိုတက်တင်နိုင်တဲ့အထိဖြစ်သွားနိုင်လို့ပါအဲ့ဒါကြောင့် Pucci အနေနဲ့ KKK group စီကိုသွားပြီးတော့weather ကို Perla နဲ့ဝေးနေဖို့ချင်းချောက်ခိုင်းခဲ့ပါတယ် KKK ရဲ့အရှိကောက်က Cool Class နဲ့ Clan ဖြစ်ပြီးတော့ Racist ဖြစ်တဲ့ group လည်းဖြစ်ပါတယ် Pucci က weather ကိုချင်းချောက်ရုံပဲလုပ်ခိုင်းတာကို weather ကလူမဲဖြစ်နေတော့တပ်ပါတက်ပြစ်ခဲ့ပါတယ်တပ်ပြုံနေမဟုတ်ဘဲနဲ့သူ့ရဲ့မိဘအိမ်ကိုပါမီးတင်ရှို့ခဲ့ပါသေးတယ်ဒါအောင်မြင်တွေ့ခဲ့ရတဲ့ Perla က weather တေးပြီးထင်ပြီးတော့ကိုတက်တည်ခဲ့ပါတယ်ဒါမဲ့ weather ကအသက်ရှင်ခဲ့ပါတယ်ပြီးတော့ Perla တည်သွားတာကို weather ကတီလဲတီရောသူ့ရဲ့ရင်ထဲမှာ trauma ကြီးစားရပြီးသူ့ရဲ့အမုန်းတရားတွေသူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့သူ့ရဲ့နာကျင်မှုတွေကနေ weather report ဆိုတဲ့ stand ဖြစ်ပေါ်လာပါတယ် stand arrow ကြောင့်လည်းပါတာပေါ့ဆိုတော့ဒီ story နဲ့ပတ်သက်ပြီးတော့ Araki အနေနဲ့ကျွန်တော်တို့ကိုပေးရင်တဲ့ message ကဘာလဲတော့ကျွန်တော်မသိပါဘူးမရှိရလည်းဖြစ်နိုင်ပါတယ်ဒါမဲ့တရားတစ်ခုကတော့ Araki ကကျွန်တော်တို့ကိုဘဒုကိုအပြစ်တင်ရမယ်ဆိုပြီးတွေးကြလေးထည့်သွားပါတယ်ဘဒုကိုအပြစ်တင်ရမယ်လဲဆိုတော့ကောမမှာဆွေးနွေးသွားလို့ရပါတယ်ဆိုတော့ power and ability တွေကို break down လုပ်လိုက်ကြအောင် weather report ရဲ့ ability ကတော့ atmosphere တွေနဲ့ရာသီဥတုတွေကိုထိန်းချုပ်နိုင်တာဖြစ်ပါတယ်လေထုရဲ့တိတ်တဲမှုကိုထိန်းချုပ်နိုင်ုံနဲ့မဟုတ်ဘဲနဲ့ weather system တစ်ခုလုံးကိုပါပြောင်းလဲပြလို့ရပါတယ်ဥပမာမြူကိုတွေ generate လုပ်နိုင်တယ်မိုးကြိုးတွေပြည့်အောင်ထိပါလုပ်နိုင်ပါတယ်ချက်ချင်းဆိုသလိုမိုးတွေရအောင်ဒါမှမဟုတ်နှင်းတွေကြအောင်လုပ်နိုင်ပါသေးတယ်အပူဝေးစားတဲ့ရာသီဥတုနဲ့ပတ်သက်တာတွေအကုန်ဖန်တီးနိုင်ပါတယ်သူစိတ်ပါလို့ရှိရင်အိုဇုံးလွှာကိုပါဖျက်ပြစ်လိုက်လို့ရပါတယ်ဒါမဲ့ချွင်းချက်တော့ရှိပါတယ် weather report ကအကယ်၍မိုးကြိုးပစ်စေချင်ရင်တန်းပစ်လို့မရပါဘူးအရင်ဆုံးမိုးကြိုးကိုဖြစ်ပေါ်စေမဲ့ weather system ကိုဖန်တီးမှရပါလိမ့်မယ်ဥပမာအစိပ်ဖားမှုရတယ်လို့မျိုးပေါ့ weather report ကအစိပ်ဖားတွေကို generate လုပ်လိုက်တာမဟုတ်ပါဘူးအစိပ်ဖားတွေရှိတဲ့နေရာမှာမုန်တိုင်းကိုဖြစ်အောင်လုပ်လိုက်ပြီးတော့အစိပ်ဖားတွေကိုမိုးရတယ်လို့ဖြစ်အောင်လုပ်လိုက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ heavy weather ဖြစ်ပါတယ် heavy weather က ability တစ်ခုဖြစ်ပါတယ် weather ရဲ့လူလောကကိုမုန်းတည်တဲ့စိတ်ကိုမုန်းတဲ့စိတ်နဲ့နာကျင်မှုတွေကနေဖြစ်ပေါ်လာတဲ့ ability တစ်ခုပါဒီ ability ကနေရောင်ခြည်ကို manipulate လုပ်ပြီးတော့အဲ့ဒီရောင်ခြည်တွေနဲ့ထိမိတဲ့အရာမှန်သမျှကိုခရုတွေအဖြစ်ပြောင်းလဲပစ်ပါတယ်ဒီ ability က weather ရဲ့ကိုမုန်းတဲ့စိတ်နဲ့နာကျင်မှုတွေကို define လုပ်နေပါတယ်ဆိုတော့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye